Hello မင်္ဂလာပါရှင်။ Noel ပါနော်။ခု Noel လမ်းနေလို့ရတဲ့ခုကိုပြန်ပြီးတော့ share လုပ်ပေးရမှာဖြစ်ပါတယ်။အရင်တော့ဆို Noel ကဘဘလင်ပြောပြီးသိတယ်မလား။အဲ့ဝဝတိတ်မအိပ်ဖြစ်ဘူးပြီးတော့ထားရည်လဲကွာ8နိုင်9နိုင်10နိုင်အဲ့ဒီမထားတဲ့သူဖြစ်တယ်။အခုကျတော့ဘလို့ဖြစ်လဲဆိုတော့လေသိတယ်မလားအခုဒီနေ့ပေါ့နော်ဒီနေ့ Noel နေ့က10နိုင်ကနေစားအိတ်တယ်။10နိုင်ကနေစားအိတ်ပြီးတော့အခု8နိုင်ခွဲလောက်မထားတယ်ထင်တယ်ဟုတ်တယ်။8နိုင်ခွဲလောက်မထားရပေါ့နော်အဲ့လိုမထားတော့ကိုယ့်ကိုဘယ်လိုဖြစ်လဲဆိုတော့ဟဲငါအဲ့နေရငါအဲ့ဒီဝါရသားနဲ့ပေါ့နော်ဘာလို့စောစောမထားပြေးခဲ့ရတာလဲဆိုပြီးတော့ကိုယ့်ကိုအဖြစ်တည်နေမိတယ်အဖေကကိုယ့်ကိုအဖြစ်တည်နေလဲဘာမှထူးမလာဘူးပေါ့နော်ကိုယ့်ကိုဘယ်လိုတင်းလဲဆိုတော့အဓိကအိတ်ဆက်မှုကအကောင်းဆုံးဆိုတော့သိတယ်မလားအဓိကငါစောစောအိတ်လိုက်ရတယ်အဲ့ဒီဘဝအိတ်သွားတာကိုယ့်ကိုကွာကျေးဇူးပြတင်သိနေသိတယ်မလားကိုယ့်ကိုငါစောစောအိတ်လိုက်ရတာပဲမဟုတ်ဘူးပဲနဲ့အဲ့ဒီကကောင်းအိပ်ပျော်အိပ်မိသွားရပေါ့နော်ကိုကကအိပ်ပျော်သွားတယ်ဒီကဘယ်ရှိထထလေဒါတွေကကိုပုံစံဆိုတော့ तू ကကိုပုံစံဆိုတော့လေသိတယ်မလားအဲ့လိုမျိုး तू ကတော့စစပိုင်းတွေတော့ခက်ခဲမှာပဲဒါပေမဲ့တဖြည်းဖြည်းချင်းယူသွားမယ်အဓိကကတော့နောက်ပိုင်းဆိုကိုအပြစ်မတင်တော့ဘူးအဓိကအဲ့ဒီဝဝအိတ်တာကိုပို့ပြီးတော့အသားပေးမယ်ပေါ့နော်အဓိကတော့ပထမဆုံးကအဲ့ဒီဝဝအိတ်ပဲဆိုတဲ့ဟာကိုပို့ပြီးတော့အသားပေးဖြစ်မှာပဲဒီပါရှင်ကြည့်ရှုပေးကြတယ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်နော်ဒီရတော့ဗာနန်းလုံးလိုက်ရလေဆိုတော့ဥမာလူတွေကသိတယ်မလားကိုကလှုပ်လိုက်ရတာပဲလှုပ်လိုက်တယ်ပေါ့နော်ကောက်လိုက်တယ်ဒါပေမဲ့ဖြစ်မလားသိဘူးဖြစ်မလားသိတော့ဒါပေမဲ့ကိုကောက်လှုပ်လိုက်တယ်ဒါပေမဲ့ effort ကောက်စားထဲလို့စိုက်ထုတ်လိုက်တယ်လေဒီကကို effort ခူးဆိုင်မယ်ကိုရဲ့အဖြေကလည်းတဖြည်းဖြည်းချင်းသိတယ်မလားဆွဲယူသွားမယ်အဲ့ဒါကိုအဲ့လိုမျိုးလုပ်သွားမှာကွာအဓိကတော့အဲ့ဆွဲခြင်းမျိုးပဲအခုကောက်ပျော်သွားတာဒါပေမဲ့စောစောတော့မထသေးဘူးဒါပေမဲ့ကိုအဲ့ဒီဝဝအဲ့တော့အဲ့ရသွားတယ်လေဟုတ်တယ်မလား that's cool ဒါအရင်ကောင်းတယ်ဟုတ်တယ်မလားကျေးဇူးတင်ပါတယ်